ဘီလီမျိုးရဲ့ဒီဘက်တစ်ချက်မှာဒီအင်္ဂလိပ်တက်တွေရှိရဗျဒီဘက်တစ်ချက်မှာဒီဂျပန်တက်တွေရှိရဗျအဲ့လိုမျိုးဖြတ်ကူတော့မဲ့အနေထားမှာသူတို့ဒီဘက်မှာသူတို့စောက်ဆိုင်နေရပေါ့နော်စောက်ဆိုင်ပြီးတော့သူနဲ့သူ့ရဲ့တက်စိတ်ကလူစုကနေပြီးတော့ဒီဘီလီအားလုံးပဲမြင်လာပါခင်ဗျာဂျမ်မေ YouTube channel ကနေပြီးတော့မှပြန်လဲကြိုကျွန်တော်ဒီဘက်ပြောပြပေးခြင်းတဲ့အကြောင်းအရာကကျွန်တော်စစ်သားတင်းကြီးမြန်မာပြည်ကိုရောက်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးရောက်ခဲ့တဲ့အချိန်တုန်းကဒီဂျပန်စစ်သားတွေသူတို့နှုတ်တွေရေးတယ်ပေါ့နော်နှုတ်တွေရေးပြီးတော့သူတို့မြန်မာပြည်မှာသူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေခံစားခဲ့ရတဲ့ခံစားမှုတွေသူပြန်ပြီးတော့ရေးထားတဲ့စာအုပ်ပေါ့နော်အဲ့ဒီစာအုပ်ကိုဒီဆရာတောင်ကိုကနေပြီးတော့မြန်မာဘာသာပြန်ထုတ်ထားတယ်ပေါ့နော်အဲ့ထဲကအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာကျွန်တော်ပြောပြပေးခြင်းတယ်ပေါ့နော်ဒီစာအုပ်ထဲကစိတ်ဝင်စားဖို့အကြောင်းအရာအချို့ကိုကျွန်တော်ကောက်နှုတ်ပြီးတော့အပတ်စဉ်ကျွန်တော်တင်ဆက်သွားပေးမယ်လို့ကျွန်တော်ရည်ရွယ်ထားတယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာက1942ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ဘီလင်းမြစ်ကူတိုက်ပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းတယ်ပေါ့နော်အဲ့ဒီတိုက်ပွဲအကြောင်းကိုမှတ်တမ်းတင်ထားခဲ့တာကခိုဂျီမာခါဝါမာတာဆိုတဲ့တက်ချက်ကြီးပေါ့နော်အဲ့ဒီတက်ချက်ကြီးကအမှတ်33တက်မရဲ့ဒီလက်အောက်ကတက်ရင်တစ်ခုဖြစ်တဲ့ဒီခြေလင်တက်ရင်114မှာတာဝန်ထမ်းဆောင်တဲ့တက်ချက်ကြီးပေါ့နော်အဲ့ဒီတက်ချက်ကြီးကအဲ့ဒီနေ့ကဒီဘီလင်းမြစ်ကူတိုက်ပွဲအကြောင်းသူဘယ်လိုမျိုးရေးထားလဲဆိုတော့သူတို့ဒီမိုးမချုပ်တချုပ်နေ့လယ်ခင်းလေးပေါ့နော်သူတို့ဒီနေ့လယ်ပါလောက်ပေါ့နော်ဒီဘီလင်းမြစ်ကိုသူတို့စပြီးတော့သူတို့ဖြတ်ကူးတော့မယ်တဲ့ဘီလင်းမြစ်ရဲ့ဒီဘက်တစ်ချက်မှာဒီအင်္ဂလိပ်တက်တွေရှိရဗျဒီဘက်တစ်ချက်မှာဒီဂျပန်တက်တွေရှိရဗျအဲ့လိုမျိုးဖြတ်ကူးတော့မဲ့အနေထားမှာသူတို့ဒီဘက်မှာသူတို့စောက်ဆိုင်နေရပေါ့နော်စောက်ဆိုင်ပြီးတော့သူနဲ့သူ့ရဲ့တက်စိတ်ကလူစုကနေပြီးတော့ဒီဘီအင်္ဂလိပ်တွေရှိတဲ့ဘက်ကိုသွားပြီးတော့သူတို့ထောက်လန်းတယ်ပေါ့နော်ထောက်လန်းနေအဆင်ပြေပြီဆိုပြီးတော့သူ့ရဲ့တက်သားတွေကိုသူဟိုဘီလင်းမြစ်ကိုကူးဖို့အတွက်သူအမိတ်ပေးလိုက်တယ်ပေါ့နော်အဲ့လိုအမိတ်ပေးလိုက်တဲ့အချိန်မှာအင်္ဂလိပ်တွေရဲ့ဒီကင်းထောက်လင်းနေပေါ့နော်ကင်းထောက်လင်းနေရဲ့လာသူတို့ကိုလာပြီးတော့ပြစ်တယ်ပေါ့နော်သူတို့လာပြီးလင်းပေါ်ကနေပြီးတော့ဒီစက်တနက်တွေနဲ့ပြစ်ချတယ်ဘုံနေနဲ့ကျဲတယ်ပေါ့နော်ကျဲကသူတို့တက်သားတွေတော်တော်များများလဲတန်ရာရသွားတယ်ပေါ့နော်ရသွားပြီးတော့သူတို့ခဏလောက်နားလိုက်သေးတယ်နားလိုက်သေးပြီးတော့မှဟိုညနေဝင်တရောအချိန်ကြတော့မှသူတို့မြစ်ကိုပြန်ကူးတယ်ပေါ့နော်မြစ်ကိုကူးပြီးတဲ့အချိန်မှာဒီဘက်တစ်ချောင်းလည်းရောက်အမှဖုန်းကြီးเจ้าတစ်ချောင်းသူတွေ့တယ်ပေါ့နော်ဖုန်းကြီးเจ้าတစ်ချောင်းတွေ့တဲ့ခါကျမြန်မာဖုန်းကြီးနှစ်ပါးသူတွေ့တယ်တွေ့တော့သူတို့ရေတွေပါတယ်သူတို့စားတယ်ပေါ့စားတဲ့ခါကျဖုန်းကြီးတွေမှာရေတွေပါတယ်တောင်းတော့တယ်ပေါ့နော်အဲ့ဒီတစ်ချက်ကြီးကဘာရေးထားလဲဆိုတော့သူအဲ့လိုမျိုးဖုန်းကြီးတွေသူတွေ့တဲ့ခါမှာဆိုရင်သူဟိုအရန်ဟိုလိုမျိုးမလောက်ရဲဘူးပေါ့နော်ဘာကြောင့်မလုပ်လဲဆိုတော့ဖုန်းကြီးတွေကဒီမြန်မာပြည်သူလူထုတွေပေါ်မှာဩဇာလွှမ်းမိုးမှုရှိတယ်ဆိုပြီးတော့သူကအဲ့လိုမျိုးရေးထားတယ်ဗျရေးထားပြီးတော့အဲ့ဒီညကလည်းပဲသူတို့ကဒီဘက်ကောင်ရောက်ပြီးဆိုတော့သူတို့အင်္ဂလိပ်တွေကသူတို့လာပြီးတော့ပြစ်တယ်ပေါ့နော်လာပြီးတော့ချောင်းမြောင်းပြစ်ခတ်တာတွေပဲလာလောက်တယ်ပေါ့လာလောက်တဲ့အချိန်မှာသူတို့ကလည်းဟိုပြန်ပြီးတော့ပြစ်တယ်ပြစ်မဲ့ဟိုရှေ့ထွက်ပြီးတော့လည်းမတိုက်ဘူးဗျဒီတိုင်းပဲဝတ်ပြီးတော့ပဲနေခဲ့ဒါပေမဲ့အင်္ဂလိပ်တွေရဲ့ဒီဘက်လက်နက်ကြီးကုန်းကနေသူတို့လက်နက်ကြီးတွေသူတို့တောက်လျှောက်ပြစ်တယ်ပေါ့နော်ပြစ်တဲ့ခါကျသူတို့ဘက်ကလည်းဟိုအင်အားမတာတဲ့ခါကျတော့အဲ့ဒီကုန်းကိုသွားတက်တိမ်ဖို့ကဘလို့မှမဖြစ်နိုင်ဘူးနော်သူကမျောလင်းနေရတာသူဂျပန်ဘက်ကဒီလင်းပစ်ကိုလာဖို့သူတို့မျောလင်းစောက်ဆိုင်ခဲ့တဲ့ညတညဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီညကဂျပန်ရဲ့ဒီလေကြောင်းပစ်ကူကလည်းမလာဘူးပေါ့နော်မလာတဲ့ခါကျတော့သူတို့ဒီဘုန်းကြီးကျောင်းနီနာတွားရဲ့တောကျိုးအောင်ကြားမှာသူတို့ပုံရှိုးကွက်ရှိုးနေခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းနောက်နေ့ကြာတော့သူကနေပြီးတော့ဟိုဒီတိုင်းစောင့်နေလို့လည်းသူတို့ဘာမှမထူးတော့ဘူးတဲ့မထူးတဲ့ခါကျဒီချက်တွေရဲ့လက်နက်ကြီးကုန်းနဲ့ဒီကာကင်းစကနေသူတက်သိမ်းဖို့သူလုပ်တယ်ဗျာလုပ်ပြီးတော့သူလူစုတယ်ပေါ့နော်လူစုပြီးတော့အဲ့ဟာသူတက်တယ်ပေါ့တက်တဲ့ခါမှာဆိုရင်သူကန်ကောင်းတယ်ပဲပြောရမလားဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီချက်တကောင်မှမရှိတော့အကုန်လုံးကိုဆုတ်ပြေးသွားဆုတ်ပြေးသွားပြီးတော့သူအမှအဲ့ဒီကုန်းတင်းရမိရောလက်နက်တွေလည်းသူတို့ရတယ်နောက်ပြီးတော့ဒီစားကောင်းတောက်ွယ်တွေပေါ့နော်ချောကလက်တို့အဲ့ဘီစကစ်တို့ဘာတော့အများကြီးသူရရပါသူတို့အမှသူတအားပျော်သွားတာပဲတဲ့ဘာဖြစ်လို့အဲ့လောက်တော့သူတို့တအားပျော်ရတယ်ဆိုတော့သူတို့ဒီအောက်မြန်မာပြည်ကနေပြီးတော့ဒီဘီလင်းတီကိုသူခြိတက်ခဲ့တဲ့တခြားမှာအစားသူတို့ဝဝလင်းနေမစားဘူးပေါ့နော်ဟိုတော်တွေကတီဦးတစ်ဖူးတွေဖြစ်တယ်လို့စားဖြစ်တယ်လို့နဲ့ခြိတက်လာတဲ့သူကလိုမျိုးဟိုအင်္ဂလိပ်တွေခြံထားခဲ့တဲ့ဒီဘီစကစ်တွေချောကလက်တွေသူအရန်ပျော်သွားတယ်ပေါ့နော်သူကအဲ့ဘလိုတောင်တင်စားလိုက်လဲဆိုတော့တက်ချက်ကြီးခါဝါမာတာကနေပြီးတော့Winston Churchill ကပေးတဲ့လက်ဆောင်ပေါ့နော် Winston Churchill ရဲ့လက်ဆောင်တွေငါတို့ခံလိုက်ကျေးဇူးပါ Winston Churchill ပြီးတော့သူကပြောလိုက်တယ်ပေါ့ပြောပြီးတော့အမှသူတို့ဒီအမှဝေစားမြတာလုပ်တယ်ပေါ့နော်ဝေစားမြတာလုပ်ပြီးတော့သူတို့ဆက်ပြီးတော့ဒီမြန်မာပြည်အတွင်းမှာဆက်ပြီးတော့သူတို့ခြိတက်ကြတယ်ပေါ့နော်ပြောချင်တာကဗျာဒီတက်ချက်ကြီးရေးထားတာသူတို့ရဲ့တက်သားတွေကအဲ့ဒီချိန်တုန်းကသူတို့အစာဟားတယ်သူလုံလောက်စွာမရဘူးသူတို့တိုက်ချင်ခိုက်ချင်စေတခုတည်းနဲ့ပဲသူတို့ဟိုမြန်မာပြည်တဲ့သူတို့ဝင်လာခဲ့တဲ့ပုံစံမျိုးသူရေးထားတယ်ပေါ့နော်ဗြိတိရှ်အင်္ဂလိပ်တွေဘက်ကအဲ့လိုဟိုကြည့်မယ်ဆိုရင်ကဒါထောက်ပံ့မှုကောင်းကောင်းရနေသေးတဲ့အနေအထားတစ်ခုမှရှိတယ်ဆိုတော့သူကသူ့ရဲ့အမြင်သူကရေးထားတယ်ပေါ့နော်သူဂျပန်တွေကအဲ့လိုမျိုး
တောက်လျှောက်ဝင်လာတဲ့အချိန်မှာနောက်ကထောက်ပံ့မှုကောင်းကောင်းမရသေးဘူးဗျာ။ဘာကြောင့်လဲဆိုတော့ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းတွေကဟိုချောမွေးနေဖြစ်သေးတာမဟုတ်ဘူး။သူဖြစ်သလိုစားဖြစ်သလိုတိုက်ပြီးတော့သူဝင်လာခဲ့တာပေါ့နော်။အဲ့ဒါကိုကြည့်ပြီးတော့သူခွန်အားတွေသူတက်ပြီးပေါ့နော်။ဟိုတိုင်းတပြည့်မြန်မာပြည်ထဲကိုထပ်ပြီးတော့ဝင်ကျင်နေပြီပေါ့နော်။ပြည်သူလူထုကလည်းလောက်ဒီသူတို့ခက်ခက်ထန်ထန်တုတ်ပြန်မှုတွေတော့မရှိသေးဘူးပေါ့နော်။ဘာသူတို့ကြုံခဲ့ရတဲ့ဒီတရုတ်တို့ဘာတို့စစ်မျက်နှာပြင်မှာဆိုရင်ပြည်သူလူထုတွေကဝမ်းမန်းတတာနဲ့ကြိုးချင်းကိုသူတို့မခံခဲ့ရဘူးပေါ့နော်။ဒီမြန်မာပြည်သူလူထုတွေကအဲ့လိုမျိုးသူတို့မကြိုးစိုးဆိုတော့မှအဲ့လိုခက်ခက်ထန်ထန်နဲ့တုတ်ပြန်ခဲ့တဲ့အနေအထားတခုမရှိဘူးဆိုပြီးတော့သူက SR ထဲမှာသူရေးထားတယ်ပေါ့နော်။ဒါကတော့ဘီလင်းမြစ်ကူတိုက်ပွဲမှာတက်ချက်ကြီးခိုကြီးခါဝါမာတာရဲ့အဲ့ဒီတွေ့ကြုံလေးကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေတာပေါ့နော်။ကျွန်တော်ဆက်လက်ပြီးတော့လည်းအဲ့ဒီစာအုပ်ထဲကစိတ်ဝင်စားဖို့ရအကြောင်းတွေကျွန်တော်ဆက်ပြီးတော့မျှဝေပေးပါဦးမယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။